ဘာဆိုင်လို့လဲဟမ်ဒီနေ့လဲငါ့ကိုလာတာတိုးပေးပြန်ပြီဒါကုမ္ပဏီရဲ့ထုံးမြတ်ချက်ပဲကုမ္ပဏီဘက်ကနေမင်းနဲ့နဲ့အောင်တွဲပေးဘူးလားငါကုမ္ပဏီဘက်ကမတွဲပေးဘူးလားဟမ်အချိန်ပေါ်ကြတော့ငါ့ကိုမစိန်ခိုင်းဘူးလေလာတာပဲတိုးပေးနေတာဘာဆိုင်လို့လဲကုမ္ပဏီခုဘယ်လိုချိန်နေလဲဆိုတာမင်းသိလားရှင်းလားဆိုရင်အော်ဒါတွေစက်တက်ရတာတန်းအောင်ချီနေပြီဖြုံးလို့တော့မကုန်တော့ဘူးမင်းကုမ္ပဏီဘက်ကနေရောနည်းနည်းလေးတွဲပေးဘူးလားငါကုမ္ပဏီဘက်ကဘာတွဲပေးစရာလို့လဲဟမ်ငါအကျွေးလေးလက်ဆက်ပြီးသွားပြီအိမ်လေးဝယ်ပြီးသွားပြီနောက်ထပ်ငါဘာဆက်တိုးစားအောင်မမင်းဖြုံးလို့မကုန်တော့ဘူးဟုတ်လားမင်းဖြုံးလို့မကုန်တော့ဘူးဆိုရင်အခုချက်ချင်းခီးထွက်ဒါပေမဲ့တစ်ခုတော့ရှိတယ်ခီးထွက်တဲ့ဈေးတွေအကုန်လုံးကုမ္ပဏီကရှင်းပေးမယ်လာတောင်နဲ့နှက်စားပေးမယ်ငါလောက်တာလေကုမ္ပဏီကလာပြီးတောင်းခိုးတယ်မှမဟုတ်တာခီးသွားတဲ့ပြင်းပြကောင်းတယ်ဆိုတာငါသိတယ်ဒါပေမဲ့မင်းမတော်လို့မရဘူးမင်းတော်သွားမယ်မင်းနည်းနည်းလေးတော့အားထားလို့မရဘူးလားအခုကကုမ္ပဏီအခက်အခဲဆုံးချိန်ပဲငါ့ချုံမှာဒီအချိန်လေးနည်းနည်းပြီးသွားတာနဲ့နောက်ဝင်ရဖို့ဆိုတာမလွယ်တော့ဘူးခရိုင်စကားကြီးဆက်ပြောကျွန်တော်အလုံးမလုံးတော့ဘူးဗျာဒီမှာအဲ့ဒါတွေမင်းတို့လက်ဆောင်ရှင်းတကောက်ကယူပြီးပြီလေဒါကအတိတကယ်ပါပဲကွာကြိုက်ဘူးလားကြိုက်တယ်သွားဒင်းသားတော့မြန်မြန်ရုံးစင်းတော့သွားပြီ